မနက်ခင်း8 နာရီခွဲလောက်မှာဆိုရင်မင်းအေးကအလုပ်ရုံကိုကြောက်ပင်လှုပ်လာပါတယ်ထမင်းတောင်းလည်းထုတ်ခဲ့ပါတယ်အင်ကြီးတွေအားလုံးယူလဲယူခဲ့ပါတယ်ရှင်ညနေကျလို့ရှိရင်ရေမိုးချိုးပြီးမှပြန်လာဖြစ်တဲ့အတွက်အင်ကြီးတွေအားလုံးအဆုံးယူခဲ့ပါတယ်အနေနဲ့တော့ကြောက်ပင်စလုပ်ပါတယ်ရှင်ကြောက်ပင်စပြီးတော့လုပ်တဲ့အချိန်မှာကြောက်ပင်ကိုဆက်ခုံမော်တစ်ခါမတင်ဘူးပေါ့နော်အားလုံးဒီလိုမျိုးလက်နဲ့ဝိုင်းကြပါတယ်ရှင်ဘေးတောင်လေးကိုတခြားချိုးပြီးတော့အဝိုင်းလေးဖြစ်အောင်လုပ်ပါတယ်အဲ့ဒါပြီးမှဆက်ခုံမော်တင်ပါတယ်ရှင်ဆက်ခုံမော်တင်ပြီးတော့လုပ်ပါတယ်ရှင်နေ့လည်ရောက်လို့ရှိရင်တော့ကိုပါလာတဲ့ထမင်းတောင်းလေးကိုဖွင့်ပြီးတော့အားလုံးထမင်းစားကြပါတယ်ရှင်စုဖွဲ့ပြီးတော့စားတာဖြစ်တဲ့အတွက်ဟင်းကောင်းကောင်းမကောင်းကောင်းအရင်စားကောင်းပါတယ်ရှင်အားလုံးကစီလုံးလုံးပေါ့နော်နေ့လယ်စားထမင်းစားပြီးတဲ့အချိန်မှာတော့ခဏတစ်ဖြုတ်နားပြီးတော့ထပ်ပြီးတော့နေ့လယ်ပိုင်းပေါ့နော်အလုပ်ဆက်လုပ်ကြပါတယ်ရှင်ဒါကတော့မနက်ကဝိုင်းထားတဲ့ဟာတွေကိုကြောက်ပင်လေးဖြစ်အောင်လို့ပေါ့နော်ဆက်ခုံမော်ကိုတင်ပြီးတော့ဆက်နေပူတာဆက်နေဒီလိုမျိုးလေးထွင်းရပါတယ်ရှင်ဒါကတော့ကြောက်ပင်လုံနေတဲ့ပုံလေးပေါ့နော်ဒါကြောက်ပင်လုံနေတဲ့ပုံလေးပါရှင်ဒီလိုမျိုးတွေကိုဒါညနေပိုင်းထိပေါ့နော်ညနေပိုင်းထိဒါလေးဒီလိုမျိုးလေးကိုလှုပ်ထားပြီးတော့ဖင်မတက်ဖဲနဲ့ဒီတိုင်းလေးထားပါတယ်ရှင်ချက်ရည်ကိုရနိုင်တဲ့လောက်ရအောင်လုပ်ပြီးတော့ပေါ့နော်ဒီလိုမျိုးလေးလှုပ်ထားပါတယ်ရှင်ညနေကျမှဒါဖင်တက်မှာပေါ့နော်ညနေကျမှအားလုံးနားပြီးတော့ဖင်တက်မှာဖြစ်ပါတယ်ရှင်အခုဟာလေးကအတွန်းတွန်းနေတဲ့ပုံလေးပါရှင်နေကြလေးပေါ့နော်နေကြပုံလေးလုပ်နေတာပါအတွန်းတွန်းနေညနေ3 နာရီလောက်ရောက်လို့ရှိရင်အစာရည်ယူနေမိတက်ရပါတယ်ရှင်အဲဒီပုံမှန်ဆိုလို့ရှိရင်ခါတိုင်းပေါ့နော်ကျမဈေးသွားတာဖြစ်တဲ့အတွက်ဈေးကအလင်းတင်တာလေးဝယ်လာပေါ့နော်ဒီနေ့ကတော့ကျမဈေးမသွားတာဖြစ်တဲ့အတွက်သူတို့ကြိုက်တဲ့ဟာလေးသွားဝယ်ပြီးတော့ပြန်လာပါတယ်ရှင်သူတို့ဝယ်ခဲ့တာဘာတွေလဲဆိုတော့ပေါင်မုံနေထင်တာပဲဟုတ်ပါတယ်ပေါင်မုံနဲ့လက်ဖက်ရည်နဲ့ဖြစ်ပါတယ်ရှင်ပေါင်မုံနဲ့လက်ဖက်ရည်နဲ့ကိုသူတို့စားပြေပေါ့နော်စားပါတယ်တနေ့ကုန်ကတော့ရင်တွေကတော့အမြဲတမ်းတေးပေးထားတာပေါ့နော်ရှင်တွေကတော့အမြဲတမ်းပူပူလေးပါရှင်ဒီမှာပေါင်မုံနဲ့လက်ဖက်ရည်နဲ့သူတို့အစာပြေစားပါမယ်နေ့လယ်နားချိန်ဆိုတော့အေးဆေးပေါ့နော်စားပါတယ်ရှင်စားပြီးတော့ခဏလောက်နားပြီးလို့ရှင်မနက်ကလှုပ်ထားတဲ့ကြောက်ပင်တွေအားလုံးကိုဖင်တက်ရပါတယ်ရှင်ဖင်တက်ရတယ်ရေလေထိုးရတယ်လှုပ်ဆက်ရှိရတယ်အားလုံးလုပ်ရတာပေါ့နော်ကြောက်ပင်တစ်ချက်ကစက်ခုံပေါ်မှာတစ်ခါလေးမပြီးပါဘူးရှင်လက်နဲ့ပေါ့နော်ပြန်လိုက်ရပါတယ်ရှင်လက်နဲ့အားလုံးလက်ပြီးတော့မှတစ်ချက်ပြီးတာပါကြောက်ပင်လုပ်တဲ့ခဏပြီးသွားပြီဆိုရင်တော့မနေ့ပြန်အတွက်ကြောက်ပင်တွေကိုတည်ရပါတယ်ရှင်ကြောက်ပင်ကိုမနေ့ပြန်ကြလို့ရှင်ကိုလုံးမဲ့အရေးအတွက်ပေါ့နော်50ဆိုရင်50တည်ရပါတယ်ရှင်တည်လို့ရှင်တည်ပြီးတာနဲ့ပြီးသေးဘူးနော်ဒီမှာကြောက်ပင်တွေကိုကြောက်ရည်နှိုးရပါတယ်ကြောက်ရဘာလို့နှိုးရလဲဆိုတော့မနေ့ပြန်ကြရင်ဆက်နဲ့ထိုးမှဖြစ်တဲ့အတွက်ဆက်နဲ့ထိုးလို့ရှင်တအားမာလို့ရှင်ခိုင်းမိရတဲ့အဲ့ဒါကြောင့်မို့လို့ကြောက်ပင်ကိုရင်နှိုးရတာဖြစ်ပါတယ်ရှင်ဒီမှာဒါကြောက်ပင်ကိုသူ့ရဲ့အိတ်နဲ့ပေါ့နော်သူရဲ့အဲနဲ့ပြန်ပြီးတော့နှူးနေရဖြစ်ပါတယ်ရေဒီအမြဲတမ်းဆွတ်နေအောင်လို့ပေါ့နော်ဒါပြောလက်စားနဲ့တခါတည်းကြီးညာလိုက်ပါမယ်ရှင်ကြောက်ပင်ကိုအိမ်မှာကြောက်ပင်အစ်စ်ဝယ်တယ်ဆိုလို့ရှိရင်ရေကို2 ရက် 3 ရက်စိမ့်တာလုံးဝမလုပ်ရပါဘူးရှင်ကြောက်သားပွားသွားတတ်ပါတယ်ရေစိမ်လို့ရှိရင်ကြောက်သားပွားပြီးတော့ကြောက်ပြင်းအသားတွေပေါ့နော်ထွက်တတ်ပါတယ်ရှင်အဲတော့ကိုယ်အိမ်မှာရေစိမ်တာလုံးဝမလုပ်ရပါဘူးဒါကတော့မာနေတာဖြစ်တဲ့အတွက်ကြောက်ပြင်းဆက်နဲ့ထိုးရမှာမို့လို့လူခိုင်းမိမှာစိုးလို့ပေါ့နော်ဒီလိုမျိုးလေးကြောက်ပြင်းကိုရေနှိုးရတာဖြစ်ပါတယ်ရှင်တခါတည်းပေါ့ကြောက်ပြင်းလောက်ရတာကတော့ဘာကြီးကတော့များတယ်ပေါ့နော်တခါတည်းဟာချလောင်းဆုံးမပြီးပါဘူးကြောက်ရည်နှိုးရတယ်ကြောက်ဝိုင်းရတယ်အစုံလောက်ရတာပေါ့နော်ကြောက်ပြင်းကလည်းတဲရပါတယ်ရှင်ကြောက်ပြင်းတွေကတစ်ချက်မှနည်းနည်းပဲရပါမယ်အရန်ပင်မှန်းပါတယ်ကြောက်ပြင်းလုပ်ပြီးပြီဆိုလို့ရှင်ကြောက်ပြင်းတွေအားလုံးကိုကျမတို့စီအပ်ရပါတယ်ရှင်ဘယ်သူကဘယ်နှချက်ပြီးရပေါ့နော်အားလုံးအပ်ပြီးလို့ရှင်ငွေရေးကြေးအားလုံးရှင်းပေးပြီးလို့ရှင်ကြောက်ပြင်းတွေကိုကြောက်ပြင်းတိုက်တဲ့နေရာကိုတော့ပေါ့နော်သူ့နေရာနဲ့သူပြန်ပြီးတော့မှပြီးတော့ရွှေ့ပေးရပါတယ်ရှင်အားလုံးပြီးစီးသွားပြီဆိုရင်ကတော့ရေမိုးချိုးပြီးတော့ပြန်မိုးပြင်ဆင်ပါတယ်ရှင်မတူတူကတော့ရေမိုးချိုးပြီးလို့ပြန်မိုးပြင်ဆင်နေပါပြီသူတို့ရဲ့အိမ်ကရွာရဲ့တောင်ပိုင်းအစွန်မှာဖြစ်တဲ့အတွက်နည်းနည်းလေးတခြားလှုပ်ထားနည်းနည်းလေးစောပြီးတော့ပြန်ပါတယ်ရှင်ကျမတို့ရဲ့အလုပ်ရုံကတော့ရွာရဲ့အရှေ့ပိုင်းမှာဖြစ်တဲ့အတွက်ရွာတောင်ပိုင်းနဲ့အရှေ့ပိုင်းဆိုတော်တော်လေးဝေးရပေါ့နော်တော်တော်လေးဝေးရဖြစ်တဲ့အတွက်စောလေးပြန်ပါတယ်ရှင်ချီချင်းလျှောက်ပြန်တာဖြစ်ပါတယ်သူတို့ရဲ့အိမ်ပြန်ချိန်ကတော့9 နာရီခွဲ6 နာရီဖြစ်ပါတယ်ရှင်ဒါကတော့မိတ်အေးပါမိတ်အေးကလည်းအိမ်ပြန်တော့မှာပါသူတို့ကလည်းညညပိုင်းကျမှပြန်လာဆိုတော့ပေါ့နော်သူတို့အိမ်မှာချက်မဲ့လို့မရှိလို့ပေါအိုးကိုအိမ်ယူခဲ့ပါတယ်ဆန်လေးလည်းယူခဲ့ပြီးတော့အိမ်ကနေမှထမင်းချက်ပြီးတော့မှပြန်ပါတယ်ရှင်မိတ်အေးတို့ရဲ့အိမ်ပြန်ချိန်က9 နာရီလောက်ဖြစ်ပါတယ်ရှင်မိုးချုပ်နေပြီပေါ့နော်ဘိုင်ဘိုင်